မင်္ဂလာပါခင်ဗျာကိုရင်တာမြစ်တာလမ်းညွန်ပေးတဲ့ channel ကနေကြိုဆိုပါရစေခုနှစ်ရသားသမီးများကိုစိတ်နှဖျားချမ်းသာချမ်းသာ၍ရန်သူမျိုး၅ပါးတို့၏ဘေးရန်အန္တရာယ်မှကင်းဝေးပြီးခီးလမ်းပန်းချောမွေ့တာယာကြပါစေလို့ဆုတောင်းမေတ္တာပို့သပါတယ်ခင်ဗျာအကြောင်းမျိုးမျိုးကြောင့်ပြည်တွင်းပြည်ပရက်ရှည်ရက်တို့ခီးသွားလာကြမဲ့မိတ်ဆွေများအားလုံးအတွက်ဘေးရန်အန္တရာယ်ကင်းစွာဖြင့်ခီးလမ်းပန်းချောမွေ့စေရန်ရည်ရွယ်ပြီးတော့ဘေးရန်ကင်းစွာခီးသွားရာဆိုတဲ့ခေါင်းစဉ်နဲ့အပိုင်းလိုက်မျှဝေတင်ပြပေးခဲ့ပါတယ်ခင်ဗျာခီးသွားကြမဲ့ချစ်မိတ်ဆွေများမိမိရဲ့အသက်ကိုယ်တော်၎င်းမိမိရဲ့မွေးတက်ကလေးကိုယ်တော်၎င်းခွန်းနဲ့စပြီးတော့ရရှိလာတဲ့အကျွင်းကိုကြည့်ပြီးဆောင်ရွက်တဲ့အလှူဒါနရေရရာတို့ကိုတင်ပြပြီးမှဖြစ်ပါတယ်ခင်ဗျာဘေးရန်ကင်းစွာခီးသွားရာဆိုတဲ့ခေါင်းစဉ်ဖြင့်အပိုင်း1အပိုင်း2အပိုင်း3ကိုအကျွန်း1နှစ်3သမားများအတွက်တင်ပြပြီးတော့ယခုအခါတော့အပိုင်း4အကျွန်း4ခုနှစ်ရသားသမီးများအတွက်တင်ပြပေးပါမယ်5ကျွန်း6ကျွန်း9ကျွန်းသမားများအတွက်လည်းနောက်ထပ်ပိုင်းလိုက်ဆက်လက်တင်ပြပေးမှဖြစ်တဲ့အတွက်ကြောင့်မလို့တင်ပြသမျှကိုကြည့်လို့ရအောင် like and subscribe ပေးထားဖို့လည်းဖိတ်ခေါ်ပါတယ်ခင်ဗျာလေးကျွန်းနဲ့တနင်္ဂနွေသားသမီးများအတွက်ကတော့ကြောက်ကြောကြမ်းရည်တီးတာတီးရွက်တို့ကိုဖျားကိုလှူဒန်းပေးပါဗျာမိမိကိုယ်တိုင်စားတော့ရန်ကတော့စီကြောမုံကိုစားတော့ပေးပါတီးတာတီးရွက်ကိုအဆောင်ဖြစ်ဆောင်ထားပေးပါဗျာလေးကျွန်းနဲ့တနင်္လာသားသမီးများအတွက်ကတော့ဇော်စိမ်းဇွန်ညွတ်ဇီတိဇီဖြော်ရည်ဖျားကိုလှူဒန်းပေးပါကိုယ်တိုင်အုံတီးအုံယူစားပေးပါဇော်စိမ်းဇွန်ညွတ်တို့ကိုလည်းအဆောင်ဖြစ်ဆောင်ထားပေးပါဗျာလေးကျွန်းနဲ့အင်္ဂါသားသမီးများအတွက်ကတော့အုံမန်းအာလူအုံကြီးဖျားကိုလှူဒန်းပေးပါကိုယ်တိုင်ပန်းသီးပေါက်ပေါက်တို့ကိုစားတော့ပေးပြီးတော့အုံပန်းကိုအဆောင်ဖြစ်ဆောင်ထားပေးစေချင်ပါတယ်လေးကျွန်းနဲ့ဗုဒ္ဓဟူသားသမီးများအတွက်ကတော့ကံကောညွတ်ကိတ်မုံကြံရီတို့ကိုဖျားကိုလှူဒန်းပေးပါကိုယ်တိုင်ဒီဟိုစေတင်မော်တီတို့ကိုစားတော့ပေးပါအဆောင်အနေနဲ့ကတော့ကံကောညွတ်လေးကိုဆောင်ထားပေးပါဗျာလေးကျွန်းနဲ့ကြာသာပတိသားသမီးများကတော့ဒီဟိုညွတ်တီးညွတ်ကိုဖျားကိုလှူဒန်းပါတင်မော်တီဒီဟိုစေဖျားကိုလှူဒန်းပါခင်ဗျလက်ဖက်တို့လိမ်မော်တီလိမ်မော်ရီကိုတော့ကိုယ်တိုင်စားတော့ပေးပြီးတော့တီဟိုညွတ်ပြီးညွတ်တို့ကိုအဆောင်ဖြစ်ဆောင်ထားပေးစေချင်ပါတယ်လေးကျွန်းနဲ့တောက်ကြသားသမီးများအတွက်ကတော့ဇော်စိမ်းဇီတိဇီဖြော်ရည်စသည်တို့ကိုဖျားကိုလှူဒန်းပြီးတော့ကိုယ်တိုင်ကတော့ကိတ်မုံတို့ကြံရည်တို့ကိုစားသုံးပေးပြီးတော့အဆောင်အနေနဲ့ဇော်စိမ်းဇွန်ညွတ်တို့ကိုဆောင်ထားပေးစေချင်ပါတယ်လေးကျွန်းနဲ့စနေသားသမီးများအုံညွတ်အုံပန်းကိုဖျားကိုလှူပါကိုယ်တိုင်ဆောင်ပါအုံကြီးအာလူတို့ကိုဖျားကိုလှူဒန်းပါတီဟိုစိတံမယာကြီးတို့ကိုစားသုံးပေးပါခင်ဗျာအထူးမှကြားတင်ပါတယ်ဖျားကိုလှူဒန်းထားတဲ့တစ်သီးစားတောက်ဖွယ်တို့ကိုတော့ကိုယ်တိုင်စားသုံးခြင်းမပြုဘဲနဲ့မိမိရဲ့မိသားစုဝင်များတော်၎င်းမိမိရဲ့ပေါင်းသင်းမိတ်ဆွေများကိုတော်၎င်းမျှဝေစားတောက်စေချင်ပါတယ်ခင်ဗျာကျွန်တော်တင်ပြတဲ့ဗီဒီယိုကိုကြည့်ပြီးတော့ခုနှစ်ရဲ့သားသမီးများရှိတော်လာရအစဉ်ပြေအောင်မြင်ချုံးမွေပြီးလုတ်ကိစ္စအဝဝပြီးမြောက်အောင်မြင်စွာဆောင်ရွက်နိုင်ပါလိမ့်မယ်လို့မျှော်လင့်ရင်းမျှဝေတင်ပြအပ်ပါတယ်ခုနှစ်ရဲ့သားသမီးများအားလုံးဆန္ဒရှိသမျှလွှမ်းဆောင်အောင်မြင်ကြပါစေ